发发摸鱼上上来。Hello ထမင်းစားမယ်ဒီမှာမပြောဘူးမလိုက်ချတာပါပဲเนาะအဲရွှေရဲ့ဝတ်သားငပီးကျော်အဲလေးနဲ့စားမယ်ကဲဒီတော့ဘာတော့မှမပါပါဘူးဒါလေးနဲ့စားပါပါ sorry နေပါမယ်အဲ့ဒါပေါ့发发摸鱼上上来。这叫你挖进去。你就妈妈。OK ရထက်ထက်နေကြမှာကိုကအဲ့ဒီထမင်းပွားသွားတယ်ပွားသွားပြီးရင်ထက်ထောက်ကြီးလို့ခံစားရတယ်ဆိုတော့အဲ့ဒီထက်ထက်အားကြောင့်ဝတ်သားဖက်ရအများကြီးပါဝတ်သားချောက်ဆိုမှဒီမှာဟိုချောက်ချောက်လေးဝါးနေအောင်မဟုတ်ပါနဲ့စားကောင်းတယ်ကွာဒီမှာပြည့်နေအဲ့ဒါလည်းရုပ်တင်ပြချက်တင်နေကြွေးနေစားဘယ်ဟိုကဘယ်လိုလုပ်ကြတာ
ရပြီဟောစားပါ